ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာပဲအမှတ်မထင်တဲ့သူမဟာကျောင်းကလူမိုက်ရဲ့ထိုင်ကုန်မှာသွားထိုင်မိလိုက်ပါတယ်။အတန်းဖော်တယောက်ကစေတနာနဲ့ခုံပြောင်းထိုင်ဖို့တတိပေးပေမဲ့သူမကတော့ဂရုမစိုက်ခဲ့ပါဘူး။လူမိုက်ဖြစ်သူအတန်းနဲ့ပြန်ရောက်လာတဲ့အခါသူ့ခုံမှာလူထိုင်နေတာကိုမြင်တော့ဒေါသတက်ကြီးနဲ့ထွက်သွားဖို့အော်ဟစ်ခိုင်းပါတော့တယ်။ဒါပေမဲ့ဒီမိန်းကလေးကတော့နည်းနည်းလေးတောင်ကြောက်ရွံ့ပုံမပြပါဘူး။ဘာလို့လဲဆိုတော့သူမဟာငငယ်ကလေးကလူမိုက်တွေပေါ်တဲ့ရွာမှာကြီးပြင်းလာခဲ့တာဖြစ်ပြီးလူမိုက်ရောက်29တောင်တစ်ယောက်တဲနဲ့အပြတ်တက်ကင်တွယ်နိုင်တဲ့သူမို့လို့ပါသူမကလူမိုက်ကိုအတန်လျှော့ဖို့ပြန်ပြောရုံတင်မကပဲဂရင်းနန်စော်နေတယ်ဆိုပြီးတော့တောင်ပြန်လောင်ပြောင်းလိုက်ပါသေးတယ်အရှက်ရသွားတဲ့လူမိုက်ဟာသူမကို6လက်နဲ့အနေနဲ့သူမရဲ့ចောင်းသုံးစာအုပ်ကိုနှစ်ချမ်းခွဲပစ်လိုက်ပါတယ်သူမကပြန်ချတော့မဲ့အချိန်မှာပဲကျောင်းအုပ်ကြီးရောက်လာတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်ကျောင်းဆက်တက်တဲ့နေ့မှာတင်ကျောင်းထုတ်မခံချင်တာကြောင့်သူမကဒီတစ်ခါတော့အလျှော့ပေးပြီးလှုပ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီကိစ္စကဒီမှာတင်မပြီးသွားပါဘူးကျောင်းဆင်းတဲ့အခါမှာလူမိုက်ကသူမကိုလမ်းပိတ်စီးပြီးရန်စပါတော့တဲ့လူမိုက်ရဲ့ခိုးကြောင်ခိုးဝဲတိုက်ခိုက်မှုကိုသူမကအေးဆေးပဲရှောင်တိတ်လိုက်ပြီးဘတ်စကတ်ဘောလုံးနဲ့လူမိုက်ရဲ့ရီးစားခြေထောက်ကိုတက်တက်ကြီးပြစ်ပေါက်လိုက်ပါတယ်ပြီးတော့ဒါဟာတမင်လောက်တာလို့လည်းအော်ရပြီးပြောလိုက်ပါသေးတယ်ဒေါသထွက်သွားတဲ့လူမိုက်ကသူ့တပည့်တွေကိုသူမကိုဝိုင်းချဖို့ခိုင်းလိုက်ပေမဲ့ခဏလေးတွင်းမှာပဲသူမကတစ်ချက်ချင်းစီနဲ့အားလုံးကိုအလဲသိပ်လိုက်ပါတယ်လူတိုင်းအံ့အားသင့်သွားတဲ့အချိန်မှာသူမကအားလုံးတပြိုင်တည်းလာခဲ့ချလို့ယုံကြည်မှုအပြည့်နဲ့စိန်ခေါ်လိုက်ပါတယ်ဒီစကားကြောင့်အားလုံးဒေါသထွက်ပြီးဝိုင်းချကြပေမဲ့2မိနစ်တောင်မပြည့်ခင်မှာပဲလူမိုက်အားလုံးသူမလက်ချက်နဲ့ဘိုက်ကိုပွေပြီးလဲကျကုန်ပါတော့တယ်အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးကဘဲကရောက်လာမှမသိပဲပေါ်လာပါတယ်လူမိုက်ကကျောင်းအုပ်ကြီးစီတိုင်တန်းဖို့စူးစမ်းပေမဲ့ကျောင်းအုပ်ကြီးကသူ့ကိုလုံးဝဂရုမစိုက်ပဲမိန်းကလေးကိုသာဗာများထိခိုက်သွားသေးလဲလို့စိုးရိမ်တကြီးမေးမြန်းနေခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလူမိုက်ကသူတို့သာအရိုက်ခံရတာပါလို့အသေးအတန်ရှင်းပြနေပေမဲ့ကျောင်းအုပ်ကြီးကတော့မိန်းကလေးကိုပဲအေးအေးဆေးဆေးပြန်ခိုင်းလိုက်ပါတယ်တကယ်တော့ဒီမိန်းကလေးဟာဘသူပဲဝါဆိုတာကိုတော့သူတို့တဲကဘသူမှထင်မှတ်ထားမှာမဟုတ်ပါဘူး